ယေရှုခရစ်တော်၏နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကြီးစွာတော်ကိုချီးမွမ်းပါတယ်။ယာဘတ်ဤဆုတောင်းဆိုတဲ့အကြောင်းအရာအားဖြင့်နှုတ်ကပတ်တော်ကိုဆင်ခြင်ခွန်အားယူသွားဖို့ဖြစ်ပါတယ်။ကျမ်းစာထဲမှာယာဘတ်လို့ခေါ်တဲ့သူတစ်ယောက်ရှိခဲ့တယ်။သူ့ရဲ့ဆုတောင်းချက်ကိုဘုရားသခင်ကအဖြေပေးခဲ့တယ်လို့လည်းပြောပါတယ်။အဲ့တော့သူကဘလို့ဆုတွေကိုတောင်းခဲ့လို့ဖခင်ကဖြည့်ပေးလေဆိုတာသိဖို့လိုအပ်ပါတယ်။ယာဘတ်ကိုမွေးတဲ့အချိန်မှာသူ့ရဲ့မိခင်ကဝေဒနာပြင်းစွာခံရတဲ့အတွက်ကြောင့်မို့လို့ယာဘတ်ဆိုတဲ့နာမည်ကိုပေးလိုက်ပါတယ်။ဒီနာမည်ကနာကျင်ခြင်းဝမ်းနည်းခြင်းဝေဒနာလို့အတိတ်ပဲရတယ်။ဒီတော့ယာဘတ်ကသူ့နာမည်ကိုခေါ်လိုက်တိုင်းမှာတိမ်ငြိမ်ပြီးတော့မှစိတ်မလုံးမချုံခံစားခဲ့ရပါတယ်။ဒါပေမဲ့ယာဘတ်ကထူးခြားတဲ့လူဖြစ်တယ်လို့ကျမ်းစာမှာပြောတယ်။လူတွေသူ့ကိုဘလို့ပဲခေါ်သူကတော့စန့်ကျင်ဘက်ဆုတောင်းခဲ့တယ်ဆိုတာကိုမြင်တွေ့ရတယ်။ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး၄အပိုက်ငယ်30ယာဘတ်ကလည်းကိုတော်ဒီအကျွန်ုပ်ကိုအစဉ်ကောင်းကြီးပေး၍အကျွန်ုပ်နေရာကိုကျေဝန်းစေတော်မူပါအကျွန်ုပ်ဒီဘေးဥပတ်အနောက်အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်းလက်တော်ဒီအကျွန်ုပ်ဘက်၌နေ၍ဝယ်ကာစောင်းမတော်မူပါဟုဣသရေလအမျိုး၏ဘုရားသခင်အားဆုတောင်းတတ်၍တောင်းတော်ဆုကိုဘုရားသခင်ပေးသနာတော်မူ၏ယာဘတ်ကဘုရားသခင်ကျွန်တော်ကိုအစဉ်ကောင်းကြီးပေးပါတဲ့သူကကြီးကြီးမားမားတောင်းလိုက်တာဖြစ်တယ်လူတွေကသူ့ကိုမောင်းနာခြင်းဝေဒနာပေးတဲ့သူလို့သမုတ်ကြပေမဲ့သူကတော့မဟုတ်ဘူးငါကောင်းကြီးခံရတဲ့သူဖြစ်တယ်လို့ယုံကြည်ခဲ့တယ်အဲ့အတွက်ဘုရားစီကကောင်းကြီးရဖို့ရေးရေးဝံ့ဝံ့ဆုတောင်းရေးခဲ့တယ်မိတ်ဆွေကျွန်တော်တို့လည်းဆုတောင်းရေးတဲ့သူတွေဖြစ်ဖို့လိုအပ်တယ်ယာဘတ်ကအကျွန်ုပ်နေရာကိုကြေဝန်းစေပါလို့ဆုတောင်းခဲ့တယ်တဘိုးကတော့တာမန်ထက်ပိုပြီးတော့ကောင်းကြီးပေးပါတာမန်ထက်ပိုတဲ့မျက်နှာတာကိုပေးပါလို့ဆိုလိုတာဖြစ်တယ်ဘုရားသခင်ကယာဘတ်ရဲ့ဆုတောင်းချက်ကိုအမှန်တကယ်ပြည့်စေခဲ့တယ်အဲ့တော့တာမန်ဆုတောင်းချက်တွေကဘုရားသခင်ကိုရင်မခုန်စေဘူးဆိုတာသိဖို့လိုအပ်တယ်ဘုရားကကျွန်တော်တို့ရဲ့ကြီးကြီးမားမားတောင်းလာမှာကိုမျှော်လင့်နေတာဖြစ်ပါတယ်ယာဘတ်လိုပဲအခြေအနေနဲ့စန့်ကျင်ဘက်ဆုတောင်းတတ်ဖို့အတွက်လိုအပ်ပါတယ်ဘာလို့လဲဆိုရင်သင်ကိုးကွယ်တဲ့ဘုရားသခင်ကအခြေအနေရဲ့အထက်မှာရှိနေလို့ပါပဲလူတွေကသင်ကိုမဖြစ်နိုင်ခြင်းအမျိုးမျိုးပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့ဘုရားစကားကတော့ဂျေဇုနဲ့ဂရုဏာကိုတစ်သက်လုံးခံစားရမယ်လို့ပြောပါတယ်အဲ့တော့ကောင်းကြီးရဖို့ဆုတောင်းတဲ့အခါမှာလူတွေကန့်တက်ထားတဲ့လောက်ပဲမတောင်းပါနဲ့ယာဘတ်လိုပဲအားကြီးတဲ့ဆုတောင်းချက်နဲ့ဘုရားကိုတောင်းပါကျမ်းစာကဒီလိုပြောတယ်အလွဲတောင်းရင်မရဘူးလို့ပြောတယ်ဒီနေရာမှာအလွဲဆိုတဲ့စကားကမူရင်းမှာအားနေတော်လို့အတိတ်ပဲရတယ်အဲ့တော့အားနေတဲ့ဆုတောင်းချက်တွေနဲ့ဘုရားကိုဆွဲဆောင်လို့မရဘူးဖြစ်ပါတယ်တခါကသခင်ယေရှုကလူကန်း2ယောက်ရှိတဲ့မြို့တွေကိုဖျက်လျှောက်လာခဲ့တယ်ဒါနဲ့သူတို့2ယောက်ကဒါဝိဒ်ရဲ့သားတော်အရှင်အကျွန်ုပ်တို့ကိုကေမတနာတော်မူပါလို့အော်ဟစ်ခဲ့ကြတယ်ယေရှုကတင်းတို့၌အဘေတို့ပြုစေလိုတနည်းလို့မေးတယ်ဒီလိုမေးတဲ့အခါယေရှုကလူကန်းတွေဘာအလိုရှိလဲဆိုတာမတိလို့မဟုတ်ပါဘူးသူတို့ဘာကိုယုံကြည်လဲဆိုတာကိုသိချင်လို့ဖြစ်ပါတယ်လူကန်းတွေအနေနဲ့သူတို့လုံနေကြအတိုင်းပိုကောင်းတဲ့နေရာမှာနေရဖို့ဖြစ်ဖြစ်စားတောက်လို့ရတဲ့ငွေကြေးပမာဏဖြစ်ဖြစ်တောင်းလို့ရပါတယ်ဒါပေမဲ့သူတို့ကအကန့်အသတ်ကိုကျော်လွန်ပြီးတော့တောင်းခဲ့တယ်တခင်ကျွန်တော်ရဲ့မျက်စိကိုပွင့်စေတော်မူပါတဲ့ဝေါယေရှုကလည်းသူတို့ရဲ့ဆုတောင်းချက်သူတို့တောင်းဆိုတဲ့အရာကိုဖြည့်ပေးလိုက်တယ်သူတို့ကမျက်စိပြန်မြင်သွားခဲ့တယ်မိတ်ဆွေကျွန်တော်တို့ဘုရားကိုကန့်သတ်လို့မရပါဘူးဘုရားသခင်က limitless ဖြစ်တယ်အဲ့တော့ powerful prayer ဖြစ်ချင်တယ်ဆိုရင်လူတွေကန့်သတ်ထားတဲ့နေရာကိုကျော်လွန်ပြီးတော့မှဆုတောင်းဖို့လိုတယ်လူတွေကယာဘတ်ကိုရှုံးနေတဲ့သူလို့ကန့်သတ်ကြတယ်သူမိခင်ကိုယ်တိုင်ကနာကျင်ခြင်းလို့တစိတ်ကပ်ပေးခဲ့တယ်ဒါပေမဲ့ယာဘတ်ကအဲ့ဒီကန့်သတ်ချက်တွေကိုကျော်လွန်ပြီးတော့သူ့ရဲ့နေရာကိုကျေစေဖို့ဆုတောင်းခဲ့တယ်ဒီလိုပဲလူကန်း2ယောက်ကလည်းလူတွေရဲ့ကန့်သတ်ခြင်းကိုခံခဲ့ရပါတယ်ယေရှုကိုအကူအညီတောင်းတဲ့အခါမှာသူ့ရဲ့ဘေးမှာရှိတဲ့လူတွေကသူတို့2ယောက်ကိုမအော်ဖို့အတွက်တားမြစ်ကြတယ်တဘိုးကလူကန်းနေရာမှာနေဖို့အတွက်ကန့်သတ်ပေးလိုက်တာဖြစ်တယ်ဒါပေမဲ့သူတို့ကအဲ့ဒီကန့်သတ်ချက်တဲ့ပိုချေတဲ့အတန်နဲ့သခင်ယေရှုကိုအော်ခဲ့တယ်သင်ရဲ့ပန်းတိုင်ကိုကန့်သတ်ပိတ်ပင်လာတဲ့အခါမှာအဲ့ဒီတက်ပိုချေအောင်ဖះကိုအော်ဖို့
လိုပါတယ်။ဘာလို့လဲဆိုရင်တင့်ကိုရမ်းသက်စေတဲ့အရာတွေထက်ဖရာသခင်ကပို့ပြီးတော့စွမ်းအားကြီးနေလို့ပါပဲ။မိတ်ဆွေဒီနေ့ကစပြီးကျွန်တော်တို့ဆုတောင်းချက်တွေကိုပြောင်းရအောင်။တင့်ဘဝမှာလိုအပ်တဲ့လောက်တောင်းခံနိုင်တဲ့လောက်ပဲပေးဖို့မတောင်းပါနဲ့။သူတစ်ပါးကိုပြန်ပေးနိုင်တဲ့အထိကောင်းကြီးခံရဖို့အတွက်ဆုတောင်းပါ။အကောင်းဆုံးတိုက်ခန်းမှာငားနေနိုင်ဖို့အတွက်ဆုမတောင်းပါနဲ့။ကိုယ်ပိုင်အိမ်ချမ်းနဲ့နေနိုင်ဖို့အတွက်ဆုတောင်းပါ။ယောဂဝေဒနာကိုခံနိုင်ဖို့လောက်ပဲမတောင်းပါနဲ့။ပဂတိကျမ်းမာခြင်းရဖို့အတွက်ဆုတောင်းပါ။သင်ရဲ့ဆုတောင်းချက်ကယာဘတ်လိုအားကြီးတယ်ဆိုရင်ဘုရားသခင်ကဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ယုံကြည်ခြင်းနဲ့ကြီးကြီးမားမားတောင်းရဖို့ခွန်အားပေးခြင်းပါတယ်။ချစ်ရတဲ့ညီကိုမောင်နှမတို့အာနေညံ့ဖြစ်တဲ့ဆုတောင်းချက်တွေအစကြီးမားတဲ့ဆုတောင်းချက်ကိုယုံကြည်ခြင်းနဲ့ပြောင်းပြီးတော့တောင်းပါကြီးကြီးမားမားပြောင်းလဲမှုတွေကတင့်စီကိုလာနေပြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ယာဘက်ရဲ့ဆုတောင်းခဲ့လို့ပဲအာကြီးသောဆုတောင်းချက်နဲ့ဘုရားသခင်ကိုတောင်းတတ်စေမိကြောင်းခွန်အားပေးဝေငှပါတယ်။အရောက်စီတိုင်းမှာဘုရားရှင်အထူးကောင်းချီးပေးပါစေ။